baby ပြန်လာပြီလားလာပါအောင်ကိုနာလာကိုပေးနာလာထားလာbaby ကြီးရတာအများကြီးပြတ်နေတယ်လို့ပဲအဆင်ပြေခဲ့လားဒါဆိုရင်ကိုပေါ့ပေါ်ထိုင်မလား baby ရဲ့ကောင်းလေးကိုရင်ကိုမိတာလေလာကိုပေါ့ပေါ်ထိုင်ဖတ်ထားပြပါပေါ့ကိုက baby ကိုအများကြီးလွှမ်းနေတာသိလားအပွား baby ရဲ့ပါလေပြန်မလာခဲ့တဲ့မြောက်ကိုရဲ့ရင်ခွင်လေးထဲမှာပဲအကုန်လုံးလွှတ်ချလိုက်ဒီလားဘာလို့လဲနော်ကိုတို့နောက်နေ့ဆိုရင်တော့နှစ်တရောက်တော့မယ်ဘေဘေဘာကြီးလောက်ဖို့ဆက်လာတာလေကိုကတော့ဒီညနေဘေဘေနဲ့ဖះเจ้าသူတို့သွားချင်တယ်ခရစ်ယာန်ဖះเจ้าလေဖះเจ้าသူတို့တတ်မယ်တက်ပြီးရင်ကိုတို့ပြန်လိုက်စားချင်တာတွေချက်စားကြမယ်ကွာသူတို့စားပြီးတော့ရင်ကိုတို့ရုပ်ရှင်တွေကြည့်မယ်ဘာကားကြည့်ချင်လဲကိုရေးပြရမလားအသေးထွက်ထားတာတဲ့ကဆိုရင်ကိုတို့ IT ရှိမှလေကိုတို့ horror ဆက်ဆက်နေကြည့်ချင်တကယ်လို့အဲ့လိုမဟုတ်ဘူးကိုတို့ကာတွန်းကားဆိုရင်ဟိုရှိမှာပေါ့စတူပီယာတူလာအကားလေးလည်းရှိရလေအကားပဲကြည့်ကြမလားကိုတို့ကာတွန်းကားဆိုတော့ပေါ့ပဲဆိုအကားပဲကြည့်မယ်နော်ဒီတန်းနေခဏလောက်နေအောင်ဘေဘေရဲ့ခါလေးကိုဖတ်ထားမယ်အဲ့ဒါဆိုမှကိုရို2025ကိုပြန်ပြီးတော့ reflection လေးလုပ်ချင်လားကိုဘေဘေကိုမိခွန်းလေးနဲ့မိမယ်ကွာဘာမှတင်ထားစရာမလိုဘူးပပနဲ့ဖြည့်တဲ့လားဖြည့်ခွာသလားပြင်မနေတည်းများဟာရီအကုန်လုံးကိုကုတ်ပေါ်မှာပဲလက်ချလိုက်စိတ်ညစ်နေတဲ့အရာအလုံးကိုလည်းဒီမှာပဲအကုန်လုံးဖြည့်ရောလိုက်အဲ့ဒါဆိုရင်ပထမဆုံးအနေနဲ့ဘေဘီအတွက်ဒီ2025တနစ်လုံးမှာဘယ်အရာတွေကပျော်ရွှင်စေခဲ့ပြီးတော့ဘယ်အရာတွေကဝမ်းနည်းစေခဲ့ရလဲအဲ့တော့ကိုကဘေဘီအတွက်ပျော်ရွှင်စေခဲ့ရပေါ့ကိုနားလဲပါတယ်ကိုလည်းပြောမလားကိုတော့ခါကြတော့ဘေဘီကိုပိုင်ဆိုင်ခဲ့ရတာကအပျော်ရွှင်ဆုံးပဲဒီနှစ်မှာပေါ့နော်ဒီ2025တနှစ်လောက်မှာဘေဘီကကိုတော့တကယ်ကို biggest achievement ပဲတခြားလည်းပျော်ရွှင်ခဲ့ရတာတော့ရှိပါတယ်ဝမ်းနည်းခဲ့ရတာကကြတော့အဲ့လိုမျိုးပေါ့နော်ကိုအမျိုးတွေနဲ့တည်ပြီးတော့အဆင်မပြေတာတွေပြီးရင်ကိုအတွေးတွေများပြီးတော့ပင်ပန်းနေခဲ့တာတွေလည်းရှိခဲ့တယ်ဒါပေမဲ့အခုတော့အဲ့ဒါတွေမရှိတော့ဘူးဘာလို့လဲဆိုတော့ဘေဘီကကိုနာရောက်နေပြီပေါ့လို့အကြောင်းအများကြီးချက်တယ်ကလားโอเคနောက်မေးခွန်းတစ်ခုအနေနဲ့2026ကိုဘာတွေတည်သွားခြင်းပြီးတော့ဘယ်ဟာတွေထားခဲ့ခြင်းလဲโอเคကိုတော့ကကြတော့ဘေဘီကိုဆက်ပြီးတော့တည်သွားခြင်းတယ်ပို့ပြီးတော့ပေါ့နော်ပို့ပြီးတော့ခိုင်မာတယ်ဆက်ဆက်ရေးနဲ့ဘေဘီကိုနောက်ဆက်ကြောင်းဆက်တော့ပါမယ်ဘာတွေလက်ချခဲ့ခြင်းလဲဆိုရင်ကို
စိတ်နှောက်ယှက်ဖြစ်စေတဲ့ခံစားချက်တွေဟာ overthinking ဖြစ်စေတဲ့ခံစားချက်တွေအကုန်လုံးလွတ်ချထားပြီးတော့ positive vibe တွေနဲ့ပဲ2026ကိုဖြစ်တတ်မယ်ကွာပြပါအောင်ဒီနေ့အဆင်ပြေခဲ့လားဘာရီပြန်မှန်းခဲ့လဲကိုနောက်ထောင်ပေးခြင်းနဲ့ဘာမှဘေဘီကိုဝေးဖမ်းမမဟုတ်ပဲနဲ့ငြိမ်ငြိမ်လေးပဲနောက်ထောင်ပေးနေမယ်ဘာလို့လဲဆိုတော့ကိုဘေဘီကိုနားလဲတာမလို့တလားကိုလည်းအများကြီးချစ်ပါတယ်ဘေဘီဒီဘက်လက်တိုင်းကွာဘေဘီမျက်နှာလေးကြည့်ချင်လို့ကြည့်ပါဦးဘေဘီမျက်နှာလေးတော့နည်းနည်းလေးကြာတော့တယ်လို့ပဲအလုပ်တွေပြပန်းနေတာဒါပေါ့ကိုယ့်ရဲ့ဘေဘီလေးချစ်စရာလေးကိုရင်အခုလည်းချစ်စရာလေးပဲကွာဒါပေမဲ့အခုကကျတော့နည်းနည်းလေးပိန်သွားတာပေါ့မျက်နှာပုံလေးတပေါ်ကြတာကွာသလားအထူးသဖြင့်အဲ့ဒီဘာပုံလေးတွေအခုတော့ပြောရင်လည်းနန်းချလိုက်မလို့လုံးမလဲပေးနေမှာလားတကယ်လားကိုကနိုင်တခါတည်းနဲ့တော့မရလောက်တင်တာပဲဘယ်လိုလုပ်မလဲအပွားမလို့တော့သေးဘူးလားအပွားအခုရောစင်နေတာရယ်ပြောသွားပြီလားရှင်းနေတော့လားဘာမှစင်နေတော့တလားကိုရှိတယ်ဘာပဲခံစားကိုပြဘောစကိုနားတော့ပြမှာမလို့ညာချင်းများချစ်ပါတယ်လက်ကလေးပေးတာလေခိုင်းပေးတာမယ်တချင်းဆိုပြမလားနားတော့မလားဆိုပြမယ်ပြန်ပြီးခွဲခွာရတဲ့အိုးအဆွေရဲ့နှုတ်ဆက်ခဲ့ပါတယ်ပျော်ရွှင်စွာရဲ့မိသားစုနဲ့အတူပြောမယ်နှစ်တိုင်းပဲဒီဆိုနေရဲ့နှုတ်ဆက်ခဲ့ပါတယ်တို့သွားတော့မယ်နှုတ်ဆက်ပါတယ်နောက်နေ့ရောက်ရင်တစ်ခါပြန်ဆောင်မယ်ဒီနှစ်သက်မှာဝမ်းမြောက်နိုင်စေဆုတောင်းရင်